ရပါတယ်ဆရာမရေသူ့ဒါရင်ခုပေးလိုက်ပါသူ့ပုံစံကြည့်ရတာတည်ချင်းစိုးနဲ့တည်တော့မဲ့ပုံစံပေါက်နေလို့ပါဆရာမရေကဲအဲ့တော့ရှင်းဘာဖြစ်တယ်လဲပြောကျွန်တော်အေးပါလားဆရာမအေးပါလားလေထိုင်းမင်းသားစမကလာလောင်ကုန်းကိုဒီတီဝါလုံးဝချစ်တယ်ကြောက်တယ်ယူသေးတယ်ကိုးကွယ်တယ်စီးခဲ့တယ်ဆရာမရေအဲ့လိုရွာသူရွာသားတွေရဲ့ယူသားမှုကိုမတမာသူတစုကအခွင့်ကောင်းယူပြီးတော့သတင်းမားတွေဝါရဖြန့်နေဟုတ်ပြီဒီမှာအခုရှင်ဘာဖြစ်တာလဲပြောကျမဆရာဝန်မဆိုတာကျမရှင်ကိုဆေးကုပေးမယ်ယောဂါကိုပြောအဲ့စမကလာလောင်ကုန်းကိုတဲ့ရွာသူရွာသားတွေကရေခဲကြီးနဲ့ပူဇော်လို့ချင်းသူတို့ရဲ့စီးပွားလက်လာပါရဲ့ပွင့်လန်းမယ်ဆိုပြီးသတင်းမားတွေဖြန့်ပြီးတော့လှုံ့ဆော်တယ်လှုပ်ဆောင်ရွာသူသားတွေကကျွန်တော်ရေခဲကြီးနဲ့လာပူဆိုတော့ကျွန်တော်ဖျားပြီဆရာမရေရှင်ကကူးရှင်ဆိုလို့ဖျားသွားလေဆရာမရေစမကလာလောင်ကုန်းကကျွန်တော်ခန္ဓာကိုယ်ဝင်ပူးတာလေရွာသူရွာသားတွေကရေခဲကြီးလာလောင်းတာကျွန်တော်ခန္ဓာကိုယ်လာလောင်းတာလေအဲ့တော့ဒီခန္ဓာကိုယ်ကြီးကဖျားပြီဗောဆရာမရေကဲဟုတ်ပါပြီသူဘလို့နေသေးလဲကျွန်တော်ဒီမှာတည်းကအောက်နေဆရာမရေဒီတခုခုလေးလို့သူ့ရင်ဘက်ကကျွန်တော်ရင်ဘက်တော့ရေးမကြည့်ပါဘူးဆရာမရေဟုတ်ပါတယ်ကျွန်တော်ရင်ဘက်ကလာရင်ပို့ပြီးတော့ရေးကြည့်ပါတယ်ကဲအဲ့တော့ရှင့်ရင်ဘက်ကဘာဖြစ်တာလဲပြောငါယူစုတာငါယူစုတာရှင့်အိမ်မိုင်ဆိုဘယ်လိုလုပ်ပြောငါယူစုတာလဲဩဆရာမရေအင်းမိုင်ဝင်ဘူးတဲ့အချိန်မှာတော့ကျွန်တော်အင်းမိုင်ပေါ့ဟိုအင်းမိုင်မဘူးတဲ့အချိန်မှာတော့ကျွန်တော်လူပဲလေးဆရာမရေစုရင်လည်းစုမှာပေါ့ကဲဟုတ်ပြီအဲ့တော့အခုဘယ်လိုနေသေးလဲငါယူပါလေလေချောင်းကနေဆင်းသွားပြီးတော့ဒီရင်ဘက်ဘက်ချမ်းမှာနေရာယူနေတယ်ဆရာမကြီးဘယ်နေရာမှာဒီရင်ဘက်ချမ်းမှာငါယူကရောက်နေတာအဲ့ဆိုလို့ရှိရင်စိတ်ချနော်အဆင်ပြေသွားအောင်လုပ်ပေးမယ်နော်ပျောက်သွားအောင်ကုပေးမယ်ကဲနီလောင်းဟုတ်ပါသူ့ရဲ့ငါယူကလေသူ့ရဲ့ရင်ဘက်ဘယ်ဘက်အချမ်းမှာရောက်နေတယ်တဲ့အဲ့တော့လေအဲ့သူ့ရဲ့ရင်ဘက်ကလေးကိုလေဓာတ်ထက်ကလေးနဲ့နက်လေးခွဲချပြီးတော့ခါကြောလေငါးရိုးလေးကိုလေစားခဏလေးနဲ့နှုတ်ပြီးတော့လေအတင်နဲ့လေခွဲချစိနေအောင်ချုပ်ပေးလိုက်ဟုတ်ကဲ့ပါနော်နင်းနေနေကြပါဟုတ်ကဲ့ပါလာတော့မယ်အမေညာနာကသာငေါ့နာကြိုင်တယ်ဝါငါမြက်အဲ့ဒါဘာလို့တော့မသိနဲ့ဟမ်အေးကဘောနောက်နေတာလေစိတ်ကရောက်နေပါဟမ်မဟုတ်ဘူးလေမင်းအေးမယူဝင်လာတာလည်းအောင်ပြန်ပို့လာနောက်ပြန်မို့လို့ပြန်ပို့ပါမယ်ချင်းဝင်လာကဲရှင်းဘာဖြစ်တာလဲပြောဖျားလေးစမ်းကဲဟုတ်ပြီဖျားရဲဆိုတော့ရှင်းကတော့ခွဲစိတ်